မင်္ဂလာပါရှင်ပူလိုနဲ့ယာဒီကိုနှစ်ဖူးတွေ့ထူးတွေ့ကြုံနေကြရပါပြီနည်းနည်းလေးလှုပ်လိုက်တာနဲ့ချွေးပြိုင်ပြိုင်ကြတဲ့ယာဒီလို့ပြောရပါမယ်ကဘာကြီးပူနွေးလာတာမို့အပူချိန်တက်တာတို့ကိုလည်းရှောင်လွှဲမရပြေးတွေ့ကြရပါတယ်ဒီလိုပူလောင်အိုက်ဆက်တဲ့ယာဒီမှာနှွေးနေပူဒဏ်ကိုအတက်နိုင်ဆုံးကာကွယ်နိုင်ကြလိမ့်ဖို့တတိပြုရမှလေးများအချင်းချင်းမျှဝေကြပါစို့နော် heat exhaustion လို့ခေါ်တဲ့အပူဒဏ်ကြောင့်နွဲနေခြင်းအကြောင်းကိုအရင်ဆုံးပြောကြရအောင်ပါနေပူရဲသွားလာပြီးပြန်လာတဲ့အခါချွေးမြများထွက်တယ်မောပန်းအားနေလို့စိတ်ရှုပ်ရှုပ်ထွေးဖြစ်ကခေါင်းမူတယ်မူးရိပ်ရိပ်ရီဝေဖြစ်ကဘိုက်ထဲမှာမအီမတာဖြစ်လို့အော့အန်ကျန်လာတယ်နှလုံးခုန်မြန်ခြင်းလက္ခဏာတွေခံစားနေရပြီဆိုရင်တော့အပူဒဏ်အရှိန်ကြောင့်အပူနွဲနေခြင်းဝေဒနာဖြစ်နေရတာပါအပူရှက်ခြင်းအထိမပြင်းထန်သေးတဲ့အဆင့်လို့ဆိုရပါမယ်နော်အဲ့လိုအပူဒဏ်ခံရတာကြောင့်ဘာဖြစ်တယ်လဲဆိုရင်တော့လူရဲ့ခန္ဓာကိုယ်ကချွေးဆူဆူထွက်နေတော့မယ်အပူလျှော့ဖို့ကိုယ်အတွင်းပိုင်းတွေကနေကြိုးစားပေးနေတယ်ဆိုပေမဲ့လို့တို့ရဲ့ကိုယ်ခန္ဓာဟာအပူချိန်တရိပ်ရိပ်တက်နေပြီမို့လို့ရေဓာတ်ရောကြသွားနေပါပြီဒီလိုမျိုးအပူဒဏ်ကြောင့်နွဲနေခြင်းကိုခံစားနေရပြီဆိုရင်တော့အရေးကြီးတဲ့အချက်ကသတိထားမိတာနဲ့ချက်ချင်းပဲအရေးရတဲ့နေရာအပူဒဏ်ရော့တဲ့နေရာစီတွားရောက်လို့နားနေပြီကိုယ်စီမှာရေဓာတ်ပြန်လို့ပြေဝအောင်ရေတောက်သုံးပေးတင်ပါပြီအပူချိန်တွေတဖြည်းဖြည်းနဲ့ပြန်ရော့လာနိုင်မယ်ပြန်လို့ကောင်းလာနိုင်မှာဖြစ်ပါတယ် heat stroke လို့ခေါ်တဲ့အပူရှက်ခြင်းအကြောင်းကိုဆက်ပြောကြပါမယ်heat stroke ဆိုတာဘာလဲဆိုတာ ਨੇ အရင်စကြရအောင်ပါလူရဲ့ကိုယ်အပူချိန်အတိုင်းတာဟာ40 degree Celsius 104 degree Fahrenheit ထက်ကျော်သွားတတ်တဲ့အခြေအနေတစ်မျိုးကို heat stroke လို့ပြောပါတယ်တို့ရဲ့ကိုယ်ခန္ဓာကတမမျှတအောင်ပြန်လို့လုပ်ပေးနိုင်တဲ့အခြေအနေမဟုတ်တော့ဘူးကိုယ်အပူချိန်မြင့်လွန်တာမို့လို့ချွေးမထွက်တော့ဘဲနဲ့အသားအရည်မှာပူချစ်နေတာမျိုးခံစားရနိုင်တဲ့ထိတွေ့နိုင်တာမျိုးဖြစ်ပါတယ်အပူချိန်လျှော့လို့မရတော့ဘူးခန္ဓာကိုယ်ရဲ့အပူထိန်းစနစ်ကမလည်ပတ်တော့ဘူးလို့ဆိုရပါမယ်ဒီလိုအပူရှက်ခြင်းလက္ခဏာကြုံရမယ်ဆိုလို့ရှိရင်တော့ပြသတဲ့လက္ခဏာတွေအနေနဲ့လူဟာကိုယ်အပူလွန်ပြီးအရေပြားမှာခြောက်သွေနေတာခေါင်းထိုးကြိုက်လာပြီးတော့စကားမပြောနိုင်တော့ဘဲနဲ့မူးဝေရာကနေတတိလစ်မိမျောတာနှလုံးခုန်မြန်အသက်ရှူနှုန်းမြန်တာတို့အထိကိုခံစားရပွဲရှိပါတယ်ကြွက်သားတွေတင်းတောက်နာကျင်ပြီးတော့ကြွက်တက်ခြင်းတပွဲဖြစ်လေရှိပါတယ်။အုံနှောက်နှလုံးနဲ့ကြောက်ကက်စတဲ့အရေးကြီးကိုယ်အင်္ဂါတွေကိုအပူရှက်ခြင်းကနေပြီးတော့တိုက်ရိုက်ထိခိုက်နိုင်စေတတ်တာဖြစ်ပါတယ်။ဒါကြောင့်အပူရှက်တာဟာအသက်အန္တရာယ်ပေးနိုင်တဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ဒီလိုအချိန်မှာဆေးအကူအညီရဖို့ဆေးရုံပို့ဆောင်ဖို့ချက်ချင်းပဲလှုံ့ဆော်ရတော့မှာဖြစ်ပါတယ်။ဆိုရင်အပူဒဏ်ကြောင့်နွမ်းနေခြင်းကိုခံစားနေရတာလားအပူရှက်တဲ့လက္ခဏာဖြစ်ပြီလားလို့နည်းနည်းလေးပဲကွဲပြားတာကိုတော့ကိုကသိပြီဖြစ်ပါတယ်နှစ်ခုစလုံးကတော့ဂယုစိုက်ရမယ့်အခြေအနေဖြစ်တာမို့လို့အပူရှက်တဲ့အခြေအနေထိရောက်လာပြီဆိုရင်လှုပ်တဲ့အလုပ်ကိုချက်ချင်းလက်ငယ်လှုပ်နိုင်မှုအတွက်ဘယ်လိုနည်းလမ်းတို့နဲ့စနစ်ကြစီမလဲဆိုတာသိထားရဖို့စံနာစင်ကြည့်ရအောင်ပါနော်အပူရှက်ခြင်းတတဖို့ရှေးဦးသူနာပြုစုပေးပါအပူရှက်တာခံစားရသူအတွက်အပူချိန်အမြန်ဆုံးလျှော့ချပေးဖို့ဒီအချက်လေးတွေကိုလှုံ့ဆော်ပေးရမှာဖြစ်ပါတယ်အပူရှက်သူကိုအရေးရတဲ့နေရာအပူလျော့နေတဲ့အခန်းကိုအမြန်ဆုံးခေါ်သွားပေးပါခန္ဓာကိုယ်အပူချိန်တိုးလာမှုကိုလျှော့ချဖို့မှာတော့ဒီလူကအင်ကြီးထူထူဝတ်ထားခဲ့ရဆိုလို့ရှိရင်အင်ကြီးကျဲသည်ကိုဖြုတ်ပေးရပါမယ်ဒါမှမဟုတ်ပေါ်ပါပြီးတက်တောင့်တက်တာရှိတဲ့အဝတ်စားတွေနဲ့လဲလှယ်ပေးရမှာဖြစ်ပါတယ်ကိုယ်ခန္ဓာတွေကိုလေဝင်လေထွက်ပြန်ပြီးကောင်းစေဖို့ပေါ့နော်အရေးပေါ်နီးလန်းအဖြစ်နဲ့ကတော့အပူရှက်တဲ့သူရဲ့ခန္ဓာကိုယ်ရေခဲအိမ်အပူချိန်8ဒီဂရီကနေ14ဒီဂရီစင်တီဂရိတ်ရှိတာကိုကပ်ပေးထားမှာဖြစ်ပါတယ်ဒါမှမဟုတ်အပူရှက်တဲ့လူရဲ့ခန္ဓာကိုယ်ရေခဲရည်အပူချိန်2ဒီဂရီက5ဒီဂရီစင်တီဂရိတ်အထိမှာ10မိနစ်ကနေ15မိနစ်အကြာအထိစိမ်ပေးထားမယ်သို့မဟုတ်ရေခဲရည်ကပ်ပေးထားစေရမှာဖြစ်ပါတယ်တကယ်လို့များကိုယ့်ရဲ့အနီးအနားမှာရေခဲအိတ်တို့ရေခဲရည်တို့ရှာရမလွယ်ဘူးဆိုကိုလို့ရှိရင်လေခန္ဓာကိုယ်အပူချိန်ကိုလျှော့ချပေးဖို့အပူရှက်နေသူရဲ့နှစ်ဖူးလေပင်ဂျိုင်းကြားနေရာနဲ့ပေါင်ချန်နေရာတို့မှာရေအေးအဝတ်စကိုအသုံးပြုပြီးတော့ရေဘက်ကပ်ပေးထားမှာဖြစ်ပါတယ်
ပြီးရင်သူ့ကိုပန်ကာလေးရနိုင်တဲ့နေရာပန်ကာလေးပေးပြရပါမယ်လေအေးပစ္စက်ရှိရနေရာမှာလည်းထားပေးထားလို့ရပါတယ်နောက်တစ်ခုကတော့အပူရှက်နေသူဟာအော့အန်ဒါမျိုးဖြစ်လာခဲ့လို့ရှိရင်ဒီသူရဲ့ကိုယ်ခန္ဓာကိုဘေးတစ်ဖက်စောင်းလျက်အနေအထားနဲ့ထားပေးရပါမယ်ပြီးရင်ဆေးရုံကိုအမြန်ဆုံးပို့ဆောင်မှုလုပ်တင်ပါပြီတတိလင်းနေပြီဆိုရင်တော့အရေးပေါ်ဖုန်းကိုခေါ်ဆိုပြီးလူနာတင်ရင်ကိုအမြန်ဆုံးခေါ်ဆောင်ကဆေးရုံအမြန်ဆုံးပို့ပေးရမှာကဦးစားပေးတဲ့အဆင့်ပဲဖြစ်ပါတယ်ဆိုရင်ဒီလိုအပူရှက်တဲ့အခြေအနေကိုမကြုံတွေ့ရဖို့ကြိုတင်ကာကွယ်တဲ့အနေအထားကသိထားတဲ့အချက်လို့ပြောရတော့မှာပေါ့နော်ဆိုရင်အပူဒဏ်ကာကွယ်ဖို့အတွက်အောက်ပါအချက်ကလေးများကိုဆက်လက်ပြောပြသွားပါမယ်အပူဒဏ်ကာကွယ်ဖို့ဘယ်လိုလုပ်ကြမလဲအပူဒဏ်ကာကွယ်ဖို့အတွက်အထီးအဆုံးနည်းလမ်းကတော့အပူချိန်အရန်မပြင်းထန်လို့တဲ့နေရာဒေသကိုရွေးချယ်နေထိုင်ပေးဖို့ပါပဲအရိပ်အာဝါသရှိတဲ့နေရာကိုရွေးချယ်ရမှာဖြစ်ပါတယ်အထူးသဖြင့်နေပူချိန်အပြင်းဆုံးပူလွန်းတဲ့နေ့က17နာရီကနေပြီးတော့ညနေ3နာရီအတွင်းမှာအတက်နိုင်ဆုံးအပြင်ထွက်သွားလာခြင်းမလုပ်ဖို့လိုပါတယ်နေပူလွန်းတဲ့အချိန်ကိုရှောင်ကျဉ်ခြင်းမိပါတယ်ဒီလိုအချိန်မှာမတက်တာလွန်းလို့မဖြစ်မနေအပြင်ထွက်ရတဲ့ကိစ္စမျိုးကြုံဆုံခဲ့မယ်ဆိုရင်တော့မှကိုယ်ခန္ဓာအကာအကွယ်အဖြစ်လေဝင်လေထွက်ကောင်းမဲ့ချောင်းချောင်းပွားပွားအဝတ်အစားကိုဝတ်ပေးပြီးမှအပြင်ကိုထွက်တာ UV ဒဏ်ကိုအကာအကွယ်ပေးမဲ့အဝတ်အစားဒါတွေကိုစောင့်ထားပြီးဝတ်ထားပြီးအပြင်ထွက်ရမှာဖြစ်ပါတယ်အပြင်သွားဖို့လိုအပ်တဲ့အခါမှာတော့တောက်ရည်ဘူးပါတခါတည်းဆောင်ယူထားတာကိုလည်းလုပ်ပေးဖို့မမေ့နဲ့ပေါ့နော်ပြီးရင် SPF 30အနည်းဆုံးပါဝင်တဲ့ sun cream ကိုယ့်အသားရည်အတွက်အသုံးပြုတာကိုလုပ်ပေးရပါမယ်။ဘာဖြစ်လို့လဲဆိုရင် sunburn ဖြစ်တဲ့အခါမှာကိုယ်ခန္ဓာရဲ့အပူထိန်းချုပ်စနစ်ကအလုံးလုံးရခတ်တဲ့အတွက်ကြောင့်မလို့ပါပဲ။ပြီးတော့နေပူရဲထွက်တဲ့အခါမှာ tea အုတ်ထုပ်ကိုအသုံးပြုပေးပါအုတ်ထုပ်ကိုလည်းအနားကျကျနေပူကပေးနိုင်တဲ့ white brim hat ဒီလိုအမျိုးအစားမျိုးကိုရွေးသုံးနိုင်မယ်ဆိုရင်တော့ပိုကောင်းမှာဖြစ်ပါတယ်နောက်တစ်ခုကမျက်လုံးအကာအကွယ်အတွက်ပေါ့နော်နေကမြင့်မှန် sunglasses ကိုအသုံးပြုပေးပါနေရောင်ခြည်တန်းကနေကိုယ့်ရဲ့မျက်လုံးကိုတားဆီးကာကွယ်နိုင်အောင်ဖြစ်ပါတယ်ဒီလိုမျိုးအပြင်သွားစရာရှိတာမဟုတ်ဘဲနဲ့အရေးအတွင်းထဲမှာနေထိုင်နေချိန်မှာဆိုလို့ရှိရင်လေຫນွေပြင်းပြင်းရာသီဖြစ်တဲ့အတွက်ကြောင့်မလို့အခန်းအပူချိန်နဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်အပူချိန်တမမျှတာအောင်ထိန်းကြည့်ထားတင်ထားပါတော့ဆိုတော့ပေါ့ပေါ့ပါပါနဲ့တက်တောင့်တက်တာရှိပြီးတော့လေဝင်လေထွက်ကောင်းတဲ့အဝတ်အစားတွေကိုဝတ်ဆင်တာအကောင်းဆုံးချက်ပါပဲချွေးထွက်လာရင်ဒီအဝတ်အစားတွေကခက်မြမြန်ခြောက်လွယ်တယ်အေးမြလွယ်တယ်အပူမထိန်နိုင်တဲ့အဝတ်အစားထူထူထဲထဲတွေကိုဒီလိုရသည်မှာမဝတ်တင်ပါဘူးเนาะပြီးရင်တနေ့တာလုံးရေဓာတ်ကိုလုံလုံလောက်လောက်တောက်ပေးဖို့ကလည်းမမေ့တဲ့အချက်တစ်ခုပါပဲအပူချိန်များတဲ့ကာလဖြစ်တာမို့တို့ရဲ့ကိုယ်ခန္ဓာကချွေးထွက်ပေးရတာနဲ့အပူချိန်ပြန်လို့မျှတစေဖို့တံပြန်အနေနဲ့ပြုပြင်ပေးလေးရှိပါတယ်။ဒါပေမဲ့ဒီလိုချွေးအရန်ထွက်တာဟာ temperature balance ကောင်းအောင်လို့ဆိုပေမဲ့ကိုယ်ရဲ့ကရေဓာတ်ကိုဆုံးရှုံးလွယ်တတ်တဲ့သဘောတက်ရောက်တာပေါ့။နောက်ကြောင့်အပူမျှတနေဖို့အတွက်ထွက်ပေးလိုက်ရတဲ့ချွေးတို့အစားကိုယ်ထဲမှာရေဓာတ်ပြန်လို့ပြည့်အောင်အပြင်ကနေထပ်မံဖြည့်တင်ပေးရပါတယ်။ရေကြီးပဲတည်တံ့တက်တက်ဖြစ်စေ electrolyte ဖြောရည်ဓာတ်စားရည်ပေါ့နော်ဒါကိုချွေးထွက်များလို့တဲ့အခါမှာမကြာခဏဖြည့်တင်တဲ့အနေနဲ့တောက်ပေးရပါမယ် sport drink တို့ soft drink တို့လည်းတောက်သုံးပေးလို့ရတယ်ရေဓာတ်စားဓာတ်ပျောက်သွားတာတွေပြန်ဖြည့်ပြီးဖို့လိုလို့ပါပဲဒါပေမဲ့အချိုဓာတ်အရန်ပြင်းလို့တဲ့ sugar drinks တွေကိုတော့မတောက်သင့်ပါဘူးအထူးသဖြင့်ရှောင်သင့်တာကတော့ alcohol အရက်ပါပဲအရက်ဟာလူရဲ့ကိုယ်အပူချိန်မြင့်တက်တာကိုအားပေးအားမြောက်ပြုရာကြတဲ့အတွက်ကြောင့်မလို့အယ်ကိုဟောပါဝင်တဲ့အရည်တောက်သုံးတာကိုဒီလိုပူလွန်းတဲ့ရာသီမှာလုံးဝရှောင်ကျဉ်သင့်ပါတယ်အပူလှိုင်းဖြစ်တဲ့အချိန်ဖြစ်တယ်ဆိုလို့ရှိရင်တော့နေပူတဲ့ထွက်ရမယ်အစားနားနေရအေးတက်ပြီးနိုင်မယ့်နေရာဥပမာ public place တို့မှာ air condition ရှိတဲ့ shopping center mall တွေလိုမျိုး library လိုမျိုးနေရာပေါ့နော်ဒါမျိုးတွေစီကိုဦးစားပေးသွားရောက်ပြီးတော့အပူရှောင်တာလုပ်သင့်ပါတယ်နောက်တစ်ချက်ကတော့အကာအကွယ်အမိုးအကာမရှိတဲ့ကားပါကင်ကဲ့သို့ကွင်းပြင်နေရမျိုးမှာမိမိရဲ့ကလေးလေးဒါမှမဟုတ်အိမ်မွေးတရိတ်ဆန်တောင်ကလေးခွေးကလေးတွေကိုလည်းခဏတစ်ဖြုတ်သွားမှာပဲဆိုပြီးတော့ပါကင်လုပ်ထားတဲ့ကားဒီလိုနေရာမျိုးမှာမထားခဲ့ပါနဲ့
ဘာဖြစ်လို့လဲဆိုရင်ဒီလိုနေရာတွေကအပူချိန်တက်တာအရမ်းမြန်လို့ပါအလုံးပိတ်နေရဖြစ်သွားတာနဲ့အမျှ10မိနစ်အတွင်းမှာတက်လာနိုင်တဲ့အပူချိန်က20 degree Fahrenheit အထိရှိလို့ပါနောက်တစ်ချက်အပူရှက်တာမဖြစ်ဖို့အထူးအားဖြင့်သတိထားပေးရမှာတော့ကိုယ်ခန္ဓာအားနဲ့တက်တဲ့အသက်65နှစ်နဲ့အထက်အသက်အရွယ်ကြီးသူများပဲဖြစ်ပါတယ်တခြားအသက်အရွယ်အပိုင်းခြားတို့နဲ့စားလို့ရှိရင်ဒီလိုမျိုးအသက်အရွယ်ပိုလို့ကြီးမြင့်သူများကအပူဒဏ်ကြောင့်နောက်ဆက်တွဲပြဿနာဖြစ်နိုင်ခြင်းပိုများတတ်တာမို့လို့ဂရုစိုက်ပေးရမယ့်သူများပဲဖြစ်ပါတယ်။နောက်တစ်ချက်ကကလေးငယ်လေးများအတွက်ပါကိုလက်လှုပ်ရှားကစားရတာစိုက်နေတဲ့လို့ခဏခဏလှုပ်နေစော့နေတတ်တဲ့ကလေးငယ်လေးများကိုအပူဒဏ်အရန်မခံရဖို့ဂရုစိုက်ပေးရပါမယ်နော်သူတို့လေးတွေကတက်ကြွတဲ့အရွယ်ဖြစ်တာမို့လို့ခန္ဓာကိုယ်အပူချိန်အတက်မြန်တက်လို့ပါပဲစော့နေရရင်ရေတောက်ဖို့လည်းမင်းနေတတ်တာမို့လို့ရေတက်ခန်းချောက်လွယ်တာကိုတားဆီးပေးနိုင်မှုမှာရေတိုက်တာချွေးဆူရွှဲနစ်နေတဲ့သူတို့လေးတွေရဲ့အဝတ်ကိုလဲလှယ်ပြီးဖို့မှာဂရုစိုက်ပေးရမှာပဲဖြစ်ပါတယ်နောက်တစ်ချက်မှာအခုလိုအထူးသဖြင့်ပူပြင်းခြောက်သွေ့တဲ့ရာသီဥတုကိုရင်ဆိုင်ထိတွေ့ကြုံဆုံနေရပြီမို့လို့အလုံးပိတ်အခန်းကဲ့သို့လေဝင်လေထွက်မကောင်းတဲ့နေရာဒေသတို့မှာလေ့ကျင့်ခန်းပြင်းပြင်းထန်ထန်အရန်မလုပ်ပါနဲ့လို့တိုက်တွန်းပါတယ်အပူထိတွေ့တာအများဆုံးဖြစ်တဲ့အချိန်လို့ပြောရမယ်နေကင်း17နာရီကနေညနေ3နာရီအတွင်းမှာအားကစားလုပ်တာမျိုးကိုရှောင်ကျဉ်သင့်ပါတယ်ဒီလိုအပူချိန်ပြင်းတဲ့အချိန်မှာအရိပ်အဝါဒအကာအကွယ်နေရဒေသမှာအလုပ်လုပ်ရလေးရှိတဲ့ construction worker agriculture worker firefighter စတဲ့အပူထိတွေ့တာများတဲ့အလုပ်တွေအတွက်အခက်အခဲအများကြီးကြုံရပါတယ်နော်အရေးကြီးတာကတော့နေကင်း17နာရီကနေပြီးတော့3နာရီအချိန်အတွင်းမှာကိုလက်အင်အောင်များများသုံးပြီးလုပ်ရတဲ့အလုပ်မျိုးကိုပြင်းပြင်းထန်ထန်မလုပ်သင့်ဘူးနာနာနေနေအရေးရတဲ့နေရာကိုရွေးချယ်ပြီးနေပေးဖို့မမေ့ပါနဲ့လို့တိုက်တွန်းလိုက်ရပါတယ်နော်ကဲပါရှင်အခုအစီအစဉ်လေးကနေအပူဒဏ်ကာကွယ်ဖို့တတိပြုကြဆိုတဲ့ခေါင်းစဉ်လေးနဲ့နှွေးခေါင်ခေါင်6တွေ့ပူပြင်းတဲ့ရာသီဥတုကိုအန်တုဖို့မှာလူတို့တွေရဲ့ရှောင်ကျဉ်ပြီးဆောင်ရွက်တဲ့အချက်ကလေးများရယူနိုင်ကြပါစေကြောင်းတောင်းဆိုပြုလိုက်ရပါတယ်။သိလိုတဲ့အကြောင်းအရာများရှိရင် comment ပေးပြီးဝင်ရောက်ဆွေးနွေးမြင်မြန်လို့သိလိုတဲ့အကြောင်းအရာများရှိရင် comment ပေးပြီးဝင်ရောက်ဆွေးနွေးမြင်မြန်လို့ရပါတယ်။